အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ကျွန်မကနန်းလေးချက်စားပါမယ်အရင်ဆုံးကနန်းကိုရေချိုးပြီးထားပါတယ်ရေချိုးတက်စင်ပြီးတော့သူ့အရသာနေပြီးတော့အကောင့်ကြီးရဲ့အတွက်ချမ်းထားလိုက်ပါတယ်ပြီးရင်တော့ကြက်သွန်ဖြူနီးငရုတ်တီးထောင်းထားလေးကိုစီတက်ပါမယ်ရှင်စီကိုတော့ကျွန်မအများကြီးမထည့်ဘူးပေါ့နော်စီကိုနည်းပဲစီတက်ရုံလောက်လေးပဲထည့်ပါတယ်သူ့ရဲ့အနှစ်ကိုစားကောင်းပါတယ်ကျွန်မမကြီးရည်လေးဖြော်ထားပါတယ်ပြီးရင်တော့ကျုပ်ခောက်ထားပါတယ်အနှစ်အတွက်ပေါ့နော်မြူသီးလေးကိုချက်သွားအောင်လို့စီတက်ပေးပါမယ်စိမ့်စော်လေးမနန်အောင်လို့သူ့ရဲ့အစိမ့်နံလေးပြောင်းအောင်ကျွန်တော်စီတက်ပေးပါမယ်စီတက်တဲ့တွေကိုစနင်းမုတ်ရဲ့ပြီးတော့မဆလာရဲ့တစ်ခါလေးထည့်ပြီးတော့စီတက်ပါမယ်အနံ့လေးကမှုေးနေရပါပဲရှင်စီတက်ထားလေးအနံ့လေးမှုေးလာပြီးချက်သွန်လေးရတယ်ကျွတ်လာပြီဆိုရင်တော့ကျွန်မခနန်းလေးကိုစားထည့်ပါမယ်ပြီးရင်တော့ငပြာရည်ရဲ့ရတာမုံလေးရဲ့ထည့်လိုက်ပါမယ်ရှင်မကြီးတီးကိုခါရဲဖြော်ထားပါမယ်ကျုပ်ကိုလည်းခောက်ထားပါမယ်စီတက်သားလေးလှိမ့်လာပြီးခနန်းလေးရလည်းအယောင်လေးပြောင်းလာပြီးဆိုရင်တော့မကြီးရည်လေးကျွန်တော်စားထည့်ပါမယ်မကြီးရည်လေးကိုပွပွဆူအောင်တည်ထားလိုက်ပါမယ်အမအရသာလူတို့တူလျှော့လုပ်လို့ရပါတယ်ရှင်ပြီးရင်တော့မကြီးရည်လေးကပွက်လာပြီးခန်းလို့နီးနီးဖြစ်လာပြီဆိုရင်တော့ကျုပ်ခောက်ထားလေးထည့်လိုက်ပါမယ်နောက်ဆုံးမှာနနမီရဲ့မဆလာလေးရဲ့ထောက်လိုက်ပါမယ်ဒါဆိုရင်တော့အရသာရှိရဲ့ခနန်းဟင်းတစ်ခွက်ရပါပြီရှင်ကနန်းဟင်းအနှစ်နဲ့ထမင်းတစ်ပကံကတော့ဒါလေးပဲเนาะအနှစ်နဲ့စားပါမယ်ပြီးရင်ငပိရည်လေးဖြော်ထားပါတယ်သူ့စီကတော့နနမင်းနဲ့ဆက်လက်ရွက်လေးပေါ့เนาะအားလုံးပဲကျေးဇူးပါတယ်